အားလုံးပဲမင်္ဂလာပါနော်ကိုင်းတက်ကိုမြင်တဲ့ချစ်ခင်အားပေးကြတယ်ကိုင်းတဲ့ချစ်မိတ်ဆွေတွေညီကောင်မလေးအားလုံးပဲမင်္ဂလာပေါင်းဆုနိုင်ကြပါစေလို့ဥဆောင်ကြမှာဆုတောင်းပေးပါလေကြည့်အားလုံးပဲနော်ကိုင်းတက်ကိုမြင်တဲ့ပဲအမှန်ကိုအားပေးတယ်ကိုင်းတဲ့ရဲ့ချစ်မိတ်ဆွေတွေညီကောင်မလေးအားလုံးပဲကိုင်းတဲ့ရဲ့ဗီဒီယိုဖိုင်လေးကိုတွေ့ပြီးဆိုတာနဲ့ဝိုင်းပြီး share ပေးပါ share မှု share လေးလုပ်ထားပေးပါနော်ဘာကြောင့်လဲဆိုရင်အခုဗီဒီယိုဖိုင်လေးကဒါကျွန်တော်ကိုမြင်နေပဲအမှန်ကအားပေးတယ်ကျွန်တော်လူကောင်းကိုင်းမလေးကိုအခုမှတွေ့တဲ့လူတစ်ကိုင်းမလေးကိုအားလုံးအတွက်ကျွန်တော်ဘက်ကလည်းရောလာရောက်ပြီးတင်ဆက်ပေးတယ်ကိုင်းမလေးတွေလုံးဝကြိုးရှိဗီဒီယိုဖိုင်လေးတွေဖြစ်ပါတယ်နော်အဲကြောင့်ကျွန်တော်ကိုမလေးဘက်ကကျွန်တော်တို့မနက်ဖြန်ပွဲသိမ်းနေပေါ့ဗျာနော်မနက်ဖြန်ပွဲသိမ်းနေရောက်ရှိလာပြီပွဲသိမ်းနေဆိုတော့ဘာကြောင့်လဲဆိုကျွန်တော်တို့မနက်ဖြန်တောက်ကြနေနော်29ရက်3လပိုင်း2026တောက်ကြနေကျွန်တော်7နိုင်ဈေးမှာမင်းရောတစ်ခွက်ကောင်းလေးတွေလိုချင်ပါလေပပနနိုင်ထိုးချင်ပါလေပပနနိုင်ကစားချင်ပါလေဆိုကိုမလေးကတစ်ခါလဲကြည့်သွားပြီပါတစ်ခါလဲကြည့်တစ်ခါလဲတာယူသွားပြီမနက်ဖြန်မှာကျွန်တော်တို့ပွဲသိမ်းနေမှာတစ်ခွက်ကောင်းမပြေးသွားမယ်တောက်ကြနေမန္တလာပိုင်းမှာလက်ကွက်ထဲပဲလိုချင်တယ်လက်ကွက်ထဲကိုထိထိမိမိလေးကစားချင်တယ်ပပနနိုင်လေးထိုးချင်ပါလေဆိုကိုမကလက်မလေးတယောက်ချက်စီနှိပ်ထားပေးပါလက်မလေးတယောက်ချက်စီနှိပ်ခန့်တယ်ဆိုတော့ဘာကြောင့်နှိပ်ခန့်လဲကိုရင်မလေးလက်မလေးတွေကိုရင်မလေးရှုံရှားကအများကြီးရေးပါတယ်ဘာကြောင့်ရေးပါဆိုတယောက်နဲ့တယောက်ကြည့်မယ်နှစ်ယောက်နဲ့နှစ်ယောက်ကြည့်မယ်သုံးယောက်နဲ့သုံးယောက်ကြည့်မယ်အဲကြောင့်ကိုမက like share လေးပဲလုပ်ထားပြီးရှုံရှားလေးပဲမျှဝေထားပြီးမနက်ဖြန်မှာတစ်ခွက်ထဲပဲပေးသွားမယ်တစ်ခွက်ထဲပဲကစားရမယ်အကျွေးကြည်အမြဲရမယ်ယုံကြည်မှုရှိရင်ဝင်ကြည့်သွားပါနော်ကျွန်တော်ကိုမလေးက channel လေးကို subscribe မနှိပ်ရသေးနှိပ်ထားပြီးမ share ရသေးရင် share ထားပြီးမမျှဝေရသေးမျှဝေထားပြီးဘာကြောင့်လဲကျွန်တော်တို့ဒီနေ့နော်ဒီနေ့မှာလည်းကျွန်တော်နေကုန်မှာအဆင်ပြေခဲ့တယ်မနက်ကလည်းအဆင်ပြေခဲ့တယ်ဒီညနေမှာလည်းအဆင်ပြေခဲ့တယ်နော်ဒီလိုမျိုးကျွန်တော်တို့ဒီနေ့မှာလည်းအဆင်ပြေခဲ့လိုမျိုးမနက်ပြန်တောက်ကြနေမှာအဆင်ပြေရမှာတစ်ခွက်ကောင်းကိုလာရောက်တင်ဆက်ပေးတာဖြစ်တယ်အဲကြောင့်ကျွန်တော်တို့မလေးဘက်ကပပနိုင်ထိုးခြင်းနဲ့ပပနိုင်ကစားခြင်းမှာလည်းတစ်ခါမှတော့မထိုးဘူးလို့နော်တခါမှမထုတ်ဘူးတော့အခုမှတွေ့လို့ဝင်းပြီးစော့ချင်ပါလေကန်ဆက်ချင်ပါလေမနေ့ပွဲသိမ်းနေမှာလုံးဝအောင်မြင်မှုရချင်ပါဆိုကမိုက်ကတခါလဲကြည့်သွားကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးဒီ4မိနစ်5မိနစ်လောက်ပဲလွှင့်တဲ့ဗီဒီယိုဖိုင်လေးဖြစ်တယ်နော်အဲ့ဒီ4မိနစ်5မိနစ်လောက်လွှင့်တဲ့ဗီဒီယိုဖိုင်လေးကိုကိုမိုက်ကစကနေစုံထိကြည့်လိုက်ပြီဆိုတော့ကိုမိုက်လိုချင်တဲ့တစ်ခွက်ကောင်းကိုပေးသွားမှာဖြစ်တယ်အကျွေးကြည့်ရမယ်အမြဲရမယ်တစ်ခွက်ကောင်းကိုပေးသွားမှာဖြစ်ပါလေကြောင့်အဲကြောင့်မို့ကျွန်တော်ကိုမလေးကိုရင်းထက်ကိုယုံကြည်မှုရှိပါလေကိုရင်းထက်ကိုတွေ့ပြီဆိုတော့လုံးဝယုံကြည်မှုတရားတော်ရရှိပြီဆိုကိုမိုက်ကဝယ်နာကြည့်သွားနော်ရှုံးကျွေးကြည့်ပြီးအမြဲကိုရမယ်ပွဲသိမ်းနေမှာလုံးဝပွဲသိမ်းကိုလှစရာမှာတကွက်ကောင်းပေးသွားမှာဟုတ်လားနော်အဲကြောင့်ကိုရီမလေးကလုပ်ပြရမှာကဘာလုပ်ပြရမလဲလက်မလေးလုပ်ပြရမယ်လက်မလေးနှိပ်ပြရမယ် share မှု share လေးလုပ်ထားပေးရမယ်ကျွန်တော် YouTube channel ကို subscribe မနှိပ်ရနေနှိပ်ထားပေးရမယ်ဟုတ်လားဒါကြောင့်မို့ကျွန်တော်တို့ကိုမလေးကျွန်တော်တို့မနက်ဖြန်29ရက်3လပိုင်း2026တောက်ကြနေ7နိုင်စီမှာကစားရမယ်ပတ်တိ16ပတ်တိဖြစ်တယ်နော်ကစားရမယ့်ပတ်တိက16ပတ်တိ1ကိုကြိုက်ကိုမိုက်က1ကိုပတ်6ကိုကြိုက်ကိုမိုက်က6ကိုပတ်ပါ1ကို6ကိုပတ်ရင်ပို့ပြီးကောင်းတယ်ဘာကြောင့်1ကို6ကိုပတ်ရင်ဘာကြောင့်ကောင်းတယ်ဆိုရင်ကိုမလေးနော်ကျွန်တော်တို့1ကို6ကိုလာနှလုံးဆုံးလာတွဲပြီးဆင်းမယ်ဆို2ချက်ကွက်မိမယ်အကွက်ပါထပ်ပြီးမိမယ်ဆို3ချက်ကွက်ထည့်ရမယ်ဟုတ်လားဒီနေ့မှလည်းကျွန်တော်တို့နေကုန်မှာ3ချက်ကွက်လည်းမိခဲ့လို့မနေ့ဖြစ်မှာ3ချက်ကွက်မိအောင်လို့ပြီးသွားမှာဖြစ်တယ်နော်အဲကြောင့်ကိုမလေးကအချိန်လေးခဏလေးပေးယုံလေးနဲ့ကိုမလေးလိုချင်တဲ့ကွက်ကောင်းရရှိမှာနော်အဲကြောင့်ကျောင်းကမလေးမနက်ဖြန်မှာပတ်တိက16ပတ်တိအကြိုက်ဆုံးကတော့မနက်ဖြန်6ကိုပို့ပြီးကြိုက်တယ်6ကတော့လုံးအောင်ကောင်းတယ်ရှုံးနောက်ဆုံးနေ့မှာရှုံးကျွေးကြည်များကတော့ပတ်တိက6ပတ်တိဖြစ်တယ်နော်အဲကြောင့်6ကိုကြိုက်တဲ့ကိုမလေး6ကိုပတ်မှတ်ဆိုရင်6နဲ့ main ကွက်တီကိုမတခါလဲလိုက်မှတ်တာမမှတ်မိဘေးနားမှာဘောပင်လေးစောက်လေးတွေယူထားပြီးဘာကြောင့်လဲကိုမဘေးနားမှာဘောပင်လေးစောက်လေးယူထားပြီးဆိုတာနဲ့ကိုမမနေ့ကပေါက်ပြီးတော့မှတ်လိုက်တော့ဟုတ်လားနောက်ကိုင်းတက်ကကိုမိုက်ကိုအမြဲတမ်းပန်အဆင်ပြေအောင်ကောင်းဆုံးကိုစူးစမ်းပြီးလုပ်ပေးခဲ့တာနော်ကျွန်တော်အလုံးကတစ်ခါလဲတာလိုက်မှတ်ထားပါမမှန်ဘေးနားဘောပင်လေးစောက်လေးယူထားပြီးပါပတ်တိက16ပတ်တိ6တစ်ကိုကြိုက်ကိုမိုက်ကြီးတစ်နဲ့ထိုးမဲ့ main ကွက်တီတစ်ကိုတစ်ခွန်တစ်ရှစ်နော်တစ်နဲ့ဆိုရင်တစ်ကိုတစ်ခွန်တစ်ရှစ်ဖြစ်တယ်6ကိုကြိုက်ကိုမိုက်လေး6နဲ့ထိုးမဲ့ main ကွက်တီ6ကို68 64 62 6နဲ့ဆိုရင်6ကို68 64 62ဖြစ်တယ်6နဲ့ဆိုရင်အဲ့ဒီကနေကြိုက်တယ်တိတိမိမိကစားခြင်းတကွက်သေးပဲထိုးခြင်းတယ်ဆိုကမှမနက်ဖြန်မှာထိုးရမယ်တကွက်ကောင်းနော်မနက်ဖြန်မှာထိုးရမယ်တကွက်ကောင်းလေဒီကိုမှ64 main အောက်ကွက်နော်64ဒီတာမရုပ်ကွက်တွေဖြစ်ပါလေနော်အကြောင်းကျောင်းမလေးရှုံးကျွေးကြေးခြင်းနဲ့အမြလေးလိုချင်ပါလေနောက်ဆုံးနေ့မှာတော့ပွဲသိမ်းနေမှာလုံးဝနောက်ပွဲတဲ့နေ့လှချင်ပါလေအဲ့နဲ့လွယ်ချင်ပါဆိုကမှလေ64ကမင်းရော့ကွက်ထိထိမြူတွေထိုးပါထိထိမြကစားပါ
လုံးဝအေကံမို့ချက်လုံးဝအမြင်ပါလိမ့်မယ်ဒါပေမဲ့တော့ကိုမအမှားနဲ့အမှန်နဲ့ရှိတယ်မှန်လက်ခါလည်းရှိတယ်မှားလက်ခါလည်းရှိတယ်เนาะအကြောင်းအမှားမှန်တော့လက်ခံပေးလို့တယ်မနေကောညာကောတစ်ချိန်အမှားခံတာကံကောင်းရနှစ်ချိန်မိပါလိမ့်မယ်အကြောင်းကျောက်ကိုမကြီးဘက်ကเนาะအကြိုက်တူပါလေဝါနာတူပါလေယုံကြည်မှုရှိပါဆိုရင်ယူပြီးတော့ထိုးပါယူပြီးကစားပေးပါလို့အားလုံးပြောချင်ပါလေเนาะကဲအားလုံးပဲကျွန်တော်ကိုမလေးကျွန်တော်ဒီဖန်လေးကတော့ဒီရလာခွင့်ပြုပါလေဗျာเนาะကဲအားလုံးပဲเนาะကိုစိတ်နှံပြကျမ်းမာကျွန်တော်ကြပါစေအသက်ရှူတိုင်းမှာလည်းငွေတွေဝင်ကြပါစေအလောက်ကန်စီးပွားရေးဒီထက်မကတိုးတက်အောင်နိုင်ကြပါစေဗျာเนาะကိုရင်တက်ပြေးကနေကိုလည်းပြေးတဲ့နဲ့ပေါက်ကြပါစေပေါက်တဲ့နဲ့ရိုက်ကြပါစေအမြဲတမ်းအမြဲတမ်းကိုရင်ခက်နဲ့ကန်ဆက်နိုင်ကြပါစေလို့အားလုံးဆုတောင်းပေးလိုက်ပါလေကဲအားလုံးပဲကျွန်တော်ကမလေးလက်မလေးနေပေးပါအောင်ရှယ်မူရှားလေးနဲ့မျှဝေထားပေးကြပါဦးလို့အားလုံးပြောချင်ပါလေကဲအားလုံးပဲဘိုင်ဘိုင်ပါ